အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါရောအင်းရမိသားစုတွေတင်မကပဲနဲ့နော်တို့တငယ်ချင်းတွေကပါတအားကြိုက်ပြီးတော့အော်ရာမာရလောက်တဲ့အထိပေါ့နော်သူတို့ကြိုက်ကြတဲ့ဒီဝတ်သားကြော်လေးကိုနော်ကလုပ်ပြထားပါရဲ့ရှင်အစားဆုံးဗီဒီယိုလေးကိုတေးသေးချာချာလေးရိုက်ပြပေးထားပါရဲ့နော်ဒီဝတ်သားလေးကပထမတရေတော့ကဂျင်းလေးနဲ့အရင်ပြုတ်ပြီးတော့အညိအဟောက်တွေထွက်သွားအောင်ပြုတ်လိုက်ပါတယ်ပြီးသွားရင်အခုလိုမျိုးလေးကိုရေစစ်ပြီးတော့ခရင်လေးနဲ့အခေါက်လေးတွေကိုထိုးပေးရပါရဲ့ရှင်အခုလိုမျိုးတေချာတန်းစင်ပြီးတော့ခရင်လေးနဲ့ထိုးပြီးပြီဆိုတာနဲ့စောဒါနဲ့အခုလိုမျိုးဗနီဂါလေးနဲ့ကိုအခေါက်အပေါ်လေးမှာဖြူပေးရပါရဲ့ရှင်စောဒါလေးတွေကလည်းအခုပြထားတဲ့အတိုင်းပဲပေါ့နော်ထမင်းစားတစ်စွန်းစားလောက်ပဲရှိပါရဲ့ပြီးရင်ဗနီဂါလေးတွေကိုနည်းနည်းချင်းစီအိတ်စောဒါလေးနဲ့အခုလိုမျိုးလိုက်ပို့ပေးရပါရဲ့ရှင်ပို့ပြီးရင်ခဏလောက်10မိနစ်လောက်ထားပြီးပြီဆိုရင်ဒါဒုတိယတရင်နော်တို့ကထပ်ပြုတ်လိုက်ပါရဲ့ရှင်ဒုတိယတရင်ပြုတ်တဲ့နေရာမှာတော့ကအတုံးလိုက်ကြီးပြုတ်ရင်ဒါကမကြက်မှာဆိုလို့ပေါ့နော်အခုလိုမျိုးလေးတွေကိုအနေတော့အတုံးလေးတွေတုံးပြီးမှတော့ကပြုတ်လိုက်ပါရဲ့ရှင်အခုလိုပြုတ်တဲ့နေရာမှာအခေါက်ကလေးကိုအရင်နူးနေအောင်တေချာပြုတ်တယ်ပြီးရင်အသားကလေးတွေပါနူးအောင်ပြုတ်ပြီးပြီဆိုရင်ဒီရေကိုလည်းတော့ကဆေးချလိုက်ရပါရဲ့နော်ရေဆေးပြီးသွားရင်အခုလိုမျိုးတေချာတီရှူးလေးနဲ့တုပ်ပြီးတော့6အောင်ထားရပါရဲ့ရှင်6သွားပြီဆိုမှတော့ကကြော်တဲ့အပိုင်းကိုစတင်မှာဖြစ်ပါရဲ့ရှင်အခုတနေ့ညမှာပြောချင်တာကလေကြော်မယ်ဆိုရင်မီးကိုအနည်းဆုံးနဲ့ပထမဦးစွာကြော်ပါမယ်ကြော်တဲ့နေရာမှာလည်းအခုလိုမျိုးမျက်နှာပြင်တွေအကုန်လုံးကိုနှံ့ဆက်နေအောင်တော့ကကြော်ပေးရမှာဖြစ်ပါရဲ့ရှင်မီးကခုနကတော့ပြောထားတဲ့အတိုင်းမီးအနည်းဆုံးနဲ့တော့ကိုကကြော်မယ်ကြော်တဲ့နေရာမှာမဖြစ်မနေအဖုံးကိုပိတ်ထားပေးရပါမယ်နော်အဖုံးမအုပ်ထားဘူးဆိုရင်သူကပေါက်လဲပေါက်တတ်တယ်လူအသားလဲဒါပေါက်သွားတတ်တယ်ပေါ့နော်ရေကြည်ဘူးတွေပါရေးထားတတ်တယ်ပေါ့နော်အဲ့တော့အနေရများပါတယ်အခုလိုအဖုံးဖွင့်ပြီးတော့တစ်ချက်တစ်ဖက်ကိုလှမ်းမယ်ဆိုရင်လည်းတို့ကအဖုံးမဖွင့်ခင်မှာမီးကိုပိတ်လိုက်ပါတယ်မီးပိတ်ပြီးတော့မီးအရှိန်သေးသွားပြီးလုံးဝမဆူတော့ဘူးဆိုမှတို့ကအခုလိုမျိုးအဖုံးကိုဖွင့်တယ်တစ်ဖက်တစ်ချက်ကိုလှမ်းပေးရပါတယ်ရှင်အခုလိုမျိုးလှုပ်လာတာအပတ်အပေါင်းစုံကိုကြော်ပေးရပါရဲ့เนาะအခုဆိုရင်ထောင်မီလဲကြော်တယ်ပြီးဟိုဘက်ဒီဘက်အပေါ်အောက်အကုန်လုံးတို့ကကြော်ပေးရပါရဲ့ရှင်အခုလိုမျိုးအနေအထားအတိုင်းပဲတို့ကမီအေးနဲ့ကြော်ပေးရဖြစ်တဲ့အတွက်ကြောင့်မိနစ်30လောက်ပေါ့နော်နာရီဝက်လောက်တော့ကြာပါတယ်သူကတော်တော်စိတ်ရှည်ရပါရဲ့ရှင်ကြော်ရတာလေတော့ကအခုလိုမျိုးမီအေးနဲ့ကြော်ရဲဟာကိုမှတော့ကနှစ်ခါပြန်ပေါ့နော်ပတ်ချလဲနှစ်ခါပြန်တော့ကပြန်ကြော်လိုက်ပါတယ်အားလုံးကြော်ပြီးတော့အခုလိုအနေထားမျိုးရပြီဆိုရင်တော့ကမီကိုလုံးဝပိတ်ပြီးတော့အခုလိုမျိုးအေးခံထားလိုက်ပါရဲ့အေးခံပြီးတော့ဒီအတုံးကနည်းနည်းလေးကြီးတဲ့အတွက်ကြောင့်တော့ကထပ်ပိုင်းလေးပြန်ပြီးတော့အခုလိုမျိုးလေးတဝက်စီပြန်ပြီးတော့လှေးပါမယ်ဒီတစ်ခေါက်ကြော်တဲ့နေရာမှာတော့တို့ကမီအပြင်းဆုံးနဲ့ဒါလိုက်တင်ပြီးတော့ကြော်မှာဖြစ်ပါရဲ့ရှင်ဒီနေရာမှာလည်းခုနကပြောတယ်လို့ပဲမီရပြင်းမှာဖြစ်တဲ့အတွက်ကြောင့်အဖုံးကိုအုပ်ပြီးပဲကြော်ပါမယ်နော်အခုလိုကြော်တဲ့နေရာမှာမီးကိုအပြင်းဆုံးနဲ့ထားပြီးတော့အဖုံးကိုတေချာပိတ်ထားမယ်အဖုံးဖွင့်တဲ့အချိန်ရောက်ရင်လည်းမီးကိုပိတ်ပြီးမှမီးအရှိန်သေးမှတော့အဖုံးကိုဖွင့်မှာဖြစ်ပါရဲ့ရှင်အဲ့ဒါဆိုရင်တော့အခေါက်ကလေးတွေကကျွတ်ရွလေးတွေအသားလေးတွေကကျွတ်ရွလေးနဲ့ထားလဲခံပါတယ်နော်တို့တငယ်ချင်းတွေအော်ဒါမှာရဲဆိုရင်သူတို့ကပေါ့နော်2ရက်လောက်သူတို့ကထားရဲရေကတဲ့တိုင်းမှာထားရဲစားကနေကြမှာသူတို့ကနှွေးပြီးပြန်စားကြပါရဲ့ရှင်နော်ဒီဟာလေးကိုလေတငယ်ချင်းတွေတအားပူစားလုံးတော့ရောင်းပူပါရဲ့เนาะသူတို့ကိုယ်တိုင်ကပတ်စံပေးရဲပတ်စံပေးပြီးတော့သူတို့ကိုကြော်ပေးဖြစ်ပါရဲ့ရှင်။ဘာကြောင့်လဲဆိုတော့သူ့ကိုကြော်ရတဲ့နေရာမှာအချိန်တအားပေးရတယ်။ကြော်နေရတာကိုပဲအလွန်ဆုံး1နာရီလောက်တော့အချိန်ကြာပါတယ်။အရှိမပြင်ဆင်တဲ့အပိုင်းတွေမပါသေးဘူးပေါ့နော်။အခုဆိုရင်အားလုံးရသွားပြီဖြစ်တဲ့အတွက်ကြောင့်တော့ကနေတော့အတုံးလေးတွေကိုတုံးပြီးတော့ဒါပွဲပြင်ဆင်မှာဖြစ်ပါရဲ့ရှင်။နော်တို့အိမ်မှာကိုယ်တိုင်ကြော်စားတော့စိတ်တိုင်းကြပေါ့နော်စားရတယ်အများကြီးလည်းစားရပါတယ်ရှင်ပြီးတော့ဒူဘိုင်းလိုနေရာမျိုးမှာကြတော့လေကိုကဝယ်စားကျင်နေဆိုရင်တော့မှဝတ်သားရောင်းတဲ့ဆိုင်တွေကတိတ်မရှိဘူးပေါ့နော်ဝတ်သားရောင်းနေဆိုရင်ပို့ပြီးတော့ဒီမှာလိုင်စင်တွေပို့ဆောင်ရတဲ့အတွက်ကြောင့်တုံးတိုင်းနဲ့တော့မရောင်းကြဘူးအခုလိုမျိုးစားကျင်နေဆိုရင်တော့အခုပြထားရဲ့အနီလန်းဒီအတိုင်းပဲလိုက်လုပ်ပြီးတော့ကြော်စားမယ်ဆိုရင်တကယ်ကိုစားကောင်းတဲ့ဒီဝက်ခောက်ကြော်လေးရမှာဖြစ်ပါရဲ့ရှင်